ပါသွားပြီဖြစ်တဲ့အရှိအကြောင်းကိုအခုလိုဝမ်းနဲ့ပွဲပြောပြလာတဲ့မမိုးမြအောင်မင်္ဂလာပါပရိသတ်များရှင်အနုပညာလောကမှာကံကောင်းပြီးအောင်မြင်တဲ့လောက်အရှိရေးအင်တုံရေးမှကံမကောင်းတဲ့မမိုးမြအောင်တယောက်ကအခုတော့သူငယ်တုန်းကအရန်ရှိခင်ရတဲ့ငယ်ကျွမ်းဆွေလေးအကြောင်းကိုမထင်မှပဲပရိသတ်တွေစီရင်ဖွင့်ပြောပြလာပါတယ်မမိုးမြအောင်ဟာအင်တုံ20ဖြစ်ခဲ့ရပြီးထင်တယ်လို့လည်းသိပြီးအရှိမခံခဲ့ရပါဘူးလွမ်းမိုးနဲ့တုန်းကအရန်ရှိခဲ့ကြတယ်ဆိုပေမဲ့လည်းလွမ်းမိုးကအရန်တူဝင်တူတဲ့ပြီးကိုဒရိုက်တာနဲ့မရရဘူးဒီကားဆိုရင်လက်မခံရဘူးစသဖြင့်အဲ့ဒီလိုတွေအရန်ရှုပ်ရှဲကသူ့ပုံမှန်လေးကိုတီလျောက်ကျူးလွန်ရိုက်နှိခဲ့တာတွေရှိခဲ့တာကြောင့်မလို့ဘလောက်ရှိချစ်စင်မပေါင်းနိုင်တော့ဘူးဆိုပြီးကွာရှင်းခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီလူနဲ့ဒုတိယခင်ဝန်ဖြစ်တဲ့ဦးမမောင်ကျော်နဲ့လက်ထပ်ပြီးမှတော့အေဂျင့်နဲ့အိမ်တော်ကြီးတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းကြောင်ခွင်းမတိုက်ဆိုင်တာကြောင့်မလို့ထမှန်ကွဲကွာခဲ့ရပြန်ပါတယ်တချို့ကဦးမမောင်ကျော်နဲ့ကမကွဲသေးပဲအခုချိန်ထိဆက်လက်ပေါင်းတင်းနေစေဖြစ်တယ်လို့ပြောသူတွေလည်းပဲရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်အခုတော့မမမြအောင်ဟာအင်တာဗျူးဖြေကြားရင်းနဲ့အဖေပရိသတ်မှမတည်သေးတဲ့တမရဲ့ငယ်စဉ်ကငယ်ကျွမ်းဆွေအရှိဦးအကြောင်းကိုပြောပြလာတာပါအဲ့ဒီတုန်းကမမမြအောင်ဟာအပြိုပေါက်စားပွားဖြစ်ပြီးတော့မင်းသမီးတောင်မဖြစ်သေးပါဘူးသူတကြမ်းမှရေကစားနေတော့အဲ့ဒီငယ်ကျွမ်းဆွေဆိုသူကရေဆိုနေတဲ့စပယ်ပန်းလေးကိုပဲသူမစီလက်ဆောင်လာပေးခဲ့ပါတယ်အဲ့ဒီတုန်းကရေဆိုလို့ချမ်းနေတဲ့အချိန်စပယ်ပန်းနာမှုမွေးလေးကိုနမ်းလိုက်တဲ့ခန်းစားချက်ကဘာနဲ့မှမတူပဲတကယ်ကိုရင်ခုန်သွားခဲ့ရပါတယ်ဆိုတဲ့အကြောင်းပြောပြလာတာပါဒါကြောင့်မလို့အခုချိန်ဒီစပယ်ပန်းနာရာတိုင်းခန်းစားချက်တွေတစ်ဖန်ပြန်လဲဆန်းသက်သွားပြီးအဲ့ဒီတငယ်ချင်းမကြရှိသူမကြတဲ့ငယ်ကျွန်းစစ်လူကိုပြန်လွှမ်းမိနေပါတယ်တဲ့ဘလောက်တောင်မှလဲဆိုရင်တမရဲ့အိမ်မှာစပယ်ပန်းပင်တွေကိုအများကြီးစိုက်ထားတဲ့အထီပါပဲဒါပေမဲ့လည်းအဲ့ဒီငယ်ကျွန်းစစ်တွေကတော့မိဘတွေတဘောမတူတာကြောင့်လုံးဝလက်မထဖြစ်ခဲ့ပဲစိတ်ထဲကနေပြီးတော့ပဲတိတ်တကူရှိခဲ့ရတာပါအခုတော့အဲ့ဒီငယ်ကျွမ်းဆွေဆိုသူကလူလောကကြီးမှာမရှိတော့ပဲလွန်ခဲ့တဲ့နှစ်တုန်းကပဲကိုယ်ဘက်မှာဆုံးပါသွားခဲ့ကြောင်းဝမ်းနဲ့ွယ်ထပ်မှပြောပြလာပါတယ်ကဲရှီရီကမှာတစ်စက်ကလေးမကိုကံမကောင်းတဲ့မမိုးမြအောင်နဲ့အဖြစ်တူတွေရှိကြလားရှင်ကိုဘက်မှာပြောခဲ့ပါအောင်နော်ကြည့်ချူပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးပဲတင်ရှိပါရရှင်